အားလုံးမင်္ဂလာပါမနက်ခင်းလမ်းလေးခဏရှောက်ရယ်စိတ်ကူးလေးတစ်ခုပေါ်လာတယ်ပူဇော်လေးကောက်ရတယ်ကျွန်တော်မိတ်ဆွေတွေအင်ချမ်းမီကိုစပြီးတော့ရင်းနှီးမြုပ်နှံမဲ့သူတွေစချင်းပေါ့နော်ခုမှအစာလုံးကြီးစပြီးတော့ရင်းနှီးမြုပ်နှံမဲ့သူတွေဆိုရင်ကျွန်တော်ဒီအင်ချမ်းမီကိုဘုံကနေပေါ့ပိန်း1000ရယ်2000ရယ်3000ရယ်4000ရယ်5000ရယ်သုံးဖို့ဆိုတာအမှန်တန်ခဲရင်ပါနော်အဲဒါကြောင့်မလို့ဒီကျွန်တော်မိတ်ဆွေတွေအနေနဲ့ဒီအင်ချမ်းမီကိုစပြီးတော့ရင်းနှီးမြုပ်နှံမယ်အခုမှစပြီးတော့လုပ်မယ်ဆိုရင်ကျွန်တော်တို့ကိုနိုင်တဲ့ငွေကြေးပမာဏတစ်ခုဈေးရန်တစ်ခုပေါ့နော်အဲ့ဒါမျိုးလေးနဲ့စပြီးတော့ရင်းနှီးမြုပ်နှံမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေနိုင်ပါတယ်အခုမှစပြီးတော့လောက်တာဆိုတော့ဘာမှမသိမှများတယ်နော်အားကြောင့်မလို့ဒီချမ်းမီကိုကိုနိုင်တဲ့ပမာဏလေးတစ်ခုနဲ့စပြီးတော့ရင်းနှီးမြုပ်နှံမယ်ဆိုရင်ဒီအင်ချမ်းမီကိုခဏဝယ်လိုက်ရောင်းလိုက်လောက်ပါများလာတော့အင်ချမ်းမီတစ်ခုကိုကျွန်တော်တို့ကဝယ်ရဲသွားမယ်ရောင်းရဲသွားမယ်ရောင်းလိုက်ဝယ်လိုက်လုပ်တဲ့အကျင့်ကြီးများလာတော့အဲ့လိုဖြစ်သွားမယ်နော်ပြီးတော့ဒီစာရန်ကိစ္စဆိုရင်လည်းဘာနေဆိုရင်တော့ဘယ်လိုစာရတွေပါမယ်ဘယ်လိုဌာနတွေမှာစစ်ရမယ်ဘယ်နေဆိုရင်တော့ဘယ်လိုစာရန်တွေပါရမယ်ဘယ်ဌာနတွေမှာစစ်ရမယ်ဘယ်လိုခိုင်မာအောင်ချော့ရမယ်ဆိုအောင်လည်းသိသွားမယ်ကျွန်တော်တို့ဈေးကွက်ဆိုရင်လည်းကျွန်တော်တို့ဘယ်ရက်ကွက်ဘယ်လမ်းတွေမှာတော့ဘယ်ဈေးဝယ်ပြီးတော့ပြန်ပြီးတော့ရှောင်းလို့ရတယ်ဘယ်လောက်ဝယ်ပြီးတော့ဘယ်လောက်ပြန်ရောင်းလို့ရတယ်ဟိုအဲ့ဒါတွေရောခဏလုပ်တော့နားလည်သွားမယ်ပေါ့ဗျာနော်အားကြောင့်မလို့အင်ချမ်းမီကိုအခုမှစပြီးတော့ရင်းနှီးမြုပ်နှံပြီးတော့ဝယ်လိုက်ရောင်းလိုက်လုပ်မှာဆိုရင်ကိုနိုင်တဲ့ငွေကြေးလေးနဲ့တနိုင်တစ်ပိုင်းလေးဝယ်လိုက်ရောင်းလိုက်လုပ်ဖို့ကျွန်တော်ဒါပြောတာပါအားလုံးကျေးဇူးတင်ပါတယ်